ဒီနေ့တော့နိုဘီတာမေမေကမိဖို့ချောင်းထဲမှာအရသာရှိလာတဲ့ပစွန်ကြော်တွေကြော်နေတာပေါ့အနံ့ကဘလောက်တောင်မွေးလဲဆိုရင်ဒိုရေးမိုးနဲ့နိုဘီတာတို့နှစ်ယောက်လုံးသွားရည်တများများနဲ့ဘေးကနေငန်းနေကြတာလေပစွန်လေးတွေကိုစီအိုးတဲကဆဲလိုက်ရုံရှိသေးတယ်မေမေကလက်သွားဆေးကြဆိုပြီးအမိတ်ပေးလိုက်တော့နှစ်ယောက်သားအပြင်ကိုတွန်းထုတ်ခံလိုက်ရတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကန်ဆိုးချင်တော့ဒိုရေးမိုးကကြွက်တကောင်ကိုမြင်သွားတယ်လေကြွက်ဆိုတင်မတက်ကြောက်တဲ့ဒိုရေးမိုးတယောက်ကြောက်အားလက်အားနဲ့မိဖို့ချောင်းထဲမှာဆက်တနက်နဲ့ရန်တန်းပစ်ခတ်ပါလေရောမေမေရဲ့ဒေါသတကြီးအော်တန်ကြောင့်တတိပြန်ဝင်လာပေမဲ့ဒိုရေးမိုးကတော့ကြွက်ပြန်လာမှကိုစိုးရိမ်ပြီးကြောင်ကရန်ဖြစ်နေတော့မယ်အဲ့ဒါနဲ့ဒိုရေးမိုးလဲကြွက်ရန်ကနေကာကွယ်ဖို့လုံခြုံရေးကိရိယာအစုံကိုထုတ်လိုက်ပါတော့တယ်ထိန်းချုပ်ရေးယူနစ်နဲ့ရေဒါတွေကိုတက်ဆင်ပြီးဝင်ပေါက်မှာအာယုံခံကိရိယာလျှက်စစ်တနက်နဲ့စကားဝတ်တော်တွေပါထည့်လိုက်တာပေါ့နောက်ဆုံးအသေးပေမဲ့အစွမ်းထက်တဲ့ရုံရုပ်လုံခြုံရေးဆက်ရုပ်ကိုပါကင်းဆောင်ခိုင်းလိုက်တယ်ပြဿနာကအဲ့ဒီမှာစတာပဲဆက်ရုပ်ကစကားဝတ်တတ်မှတ်ဖို့မေးတဲ့အချိန်မှာမေမေနဲ့နိုဘီတာကပစွန်တထုပ်9000တောင်ပေးရတာဆိုပြီးစကားကောင်းနေကြတယ်အဲ့ဒါကိုစိတ်တူသွားတဲ့ဒိုရေးမုံကလှည့်ထွက်သွားတဲ့ခဏမှာပဲဆက်ရုပ်ကသူတို့ပြောနေတဲ့စကားတွေကိုစကားဝတ်အဖြစ်မှတ်သားပြီးစနစ်ကြီးကိုအသက်သွင်းလိုက်ပါတော့တယ်ဒုက္ခပါပဲစကားဝတ်ကဘာလဲဆိုတာဘယ်သူမှမမှတ်မိတော့ဘူးမိဖို့ကြောင့်လဲဝင်ဖို့စူးစမ်းတိုင်းရုံရုပ်ကလေးကလျှက်စစ်နဲ့တို့လက်သီးနဲ့ထိုးနဲ့အပြစ်ပေးတော့တာပေါ့ပစွန်ကြော်လေးတွေကိုငေးကြည့်နေုံပဲရှိတော့တယ်မေမေကတော့ပစွန်ဆိုတာပူပူလေးစားမှကောင်းတာဆိုပြီးအတင်းဝင်ဖို့စူးစမ်းနေတာပေါ့ဒိုရေးမုံလဲလေဖီအားမြောင်းနဲ့ရုံရုပ်ကိုပစ်ချလိုက်ပေမဲ့ရုံရုပ်ကမာလိုက်တာမှအကောင်းတိုင်းပဲဒါနဲ့နိုဘီတာကသူ့ရဲ့လက်ဖြောင်စွမ်းရည်ကိုတုံးပြီးကက်ဆေးနဲ့ဘောလုံးနဲ့ရုံရုပ်ကိုဖမ်းချုပ်လိုက်တယ်ဒါပေမဲ့ဒီရုံရုပ်ကမခေဘူးတော့မျက်လုံးကနေလေဆာတွေပစ်ပြီးကျမ်းပြင်ကိုတော့အပေါက်ဖောက်ပစ်တာနောက်ဆုံးလျှက်စစ်မျက်လုံးနဲ့အတိုက်ခံရပြီး၃ယောက်သားအိမ်ပြင်ကိုလစ်ပြေးခဲ့ရတယ်လေဒိုရေးမုံကဖြတ်တန်းကွင်းကိုတုံးဖို့စူးစမ်းပေမဲ့လုံခြုံရေးစနစ်ကအရန်ကောင်းလို့တော့ဟာကာတာကိုပါပိတ်ထားလိုက်လို့မအောင်မြင်ခဲ့ဘူးအဲ့ဒီအချိန်မှာပဲမှန်တကားကနေကြည့်လိုက်တော့ကြွက်ကမိဖို့ချောင်းထဲမှာအေးဆေးသွားလာနေတာကိုတွေ့လိုက်ရတယ်လုံခြုံရေးတွေဒီလောက်တင်းကျပ်တာကြွက်ကဘလို့ဝင်သွားတာလဲလို့ကြည့်လိုက်တော့ကျမ်းပြင်မှာကြွက်တွင်းရှိနေတာကိုအဲ့ဒီတွင်းကမူလကလေးကရှိနေတာဆိုတော့လုံခြုံရေးစနစ်ကမတားနိုင်ခဲ့ဘူးပေါ့ဒါနဲ့ပဲနိုဘီတာကအိုင်ဒီယာရပြီးဒိုရေးမုံကိုခန္ဓာကိုယ်သေးအောင်လုပ်တဲ့တမီထုတ်ခိုင်းလိုက်တယ်သူတို့၃ယောက်သားတေးသေးလေးတွေဖြစ်သွားပြီးကြွက်တွင်းထဲကနေမိဖို့ချောင်းထဲကိုခိုးဝင်ကြတာပေါ့ရုံရုပ်ဆက်ရုပ်ရဲ့အောက်ကနေတုံတုံရင်ရင်နဲ့ထက်ကျော်ပြီးစနစ်ကိုပိတ်ဖို့ကြိုးစားကြတယ်ဒိုရေးမုံကပဲစနစ်ကိုထိန်းချုပ်နိုင်တာဆိုတော့မေမေနဲ့နိုဘီတာကသူ့ကိုအပေါ်ကိုမြောက်တင်ပေးလိုက်တဲ့အချိန်မှာပဲအားဆိုတဲ့အော်တန်ကြီးနဲ့တူဒိုရေးမုံတယောက်လျှက်စစ်အလျှော့ရသွားပါတော့တယ်ဗျာ